မင်္ဂလာပါဒီနေ့ကျွန်တော်မုံပြည်နယ်မှာဒီကမမေသူရဲ့ကားလေးဒီကားလေးကိုပေါ့နော်ဒီကားလေးကိုပေါ့နော်ကျွန်တော်ဒီကားလေးနဲ့အလဲထက်လုတ်ပေးလိုက်တာရောင်းသူကသူအဆင်ပြေအောင်ဒါမုံပြည်နယ်အထိလာပြီးအလဲထက်လုတ်ပေးတာဗျာမမေသူအဆင်ပြေလားညဖုန်းဆက်တယ်အဆင်ပြေပါတယ်ဟုတ်ညဖုန်းဆက်တယ်ဗျာကားကိုလာပြီးအလဲထက်လုတ်ပေးတာအဆင်ပြေအောင်လို့နော်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကားလေးရောကြိုက်ရလားကြိုက်ပါတယ်မောင်းလည်းကောင်းတယ်နော်ဟုတ်ကဲ့ပါကိုတန်းငယ်ကျေးဇူးပြုပြီးဆက်လို့ဖြေးပြပါအောင်ကိုတန်းငယ်ကျေးဇူးရမ်းတင်ပါတယ်ကိုတန်းငယ်တို့မိသားစုလည်းကျေးဇူးတင်တယ်ရုံကြီးကြီးနဲ့ဖုန်းဆက်ပြီးတော့နော်ဇော်မင်းကိုအခုဘာလေးလိုအချက်ရှိလဲကိုအဆင်ပြေပါတယ်အဆင်ပြေပါတယ်နော်ကိုတန်းငယ်အထီကိုကျွန်တော်ကဒီကားလေးကိုလာပို့ပေးတာအော်တိုအမှန်လေး2008 model နဲ့2008 model လိုင်စင်ကလည်း2029တလပိုင်းမှာတန်းကုန်မှာဒီကားလေးကကားလေးလေးတော်တော်မိုက်တယ်ဗျာတပြောင်းပြောင်းလေးအော်ဒီကားလေးနဲ့အလဲထက်လုတ်ပေးလိုက်တာဒီကားလေးကပြန်ရောက်မဲ့ကား330နဲ့ဆိုပြန်ရောက်မယ်330လောက်ခေါ်ထားတယ်လည်းပါအရှော့တင်းလုပ်ပေးမယ်ရန်ကုန်ရောက်ရင်ဒီကားလေးကိုရန်ကုန်မှာကြည့်လို့ရမယ်ကားတော့ဆက်စရာကားတော့တော်တော်ကောင်းတယ်အဲယာကွန်းလည်းအေးတယ်ဖရိန်လည်းဘာမှပြောစရာမလိုဘူးအင်ဂျင်လည်းလုံးဝရှယ်ပဲဒီကားလေးကိုအဓိကဦးစားပေးပြပေးမယ်အင်ဂျင်လည်းလုံးဝရှယ်ပဲအင်ဂျင်လည်းထီနိုးလေးနောက်ဟိုဘက်ချောင်းတော့ပြပြီကားတော့လုံးဝရှယ်ပဲဗျာအယုံဆွဲတော့ဘာမှပြောစရာမလိုဘူးနှစ်စီးလုံးကကားရှယ်ပဲရတယ်လှိပ်ပြီစီโอเคကားတိတ်စရာတော့သူ့လိုသွားတယ်သူ့သွားတယ်ဒါလေးက2009 model 2009လိုက်စရာ2026 8လပိုင်းကိုကုန်မှာဓာတ်စီနဲ့ကားလုံးဝဘာမှပြောစရာမလိုကားလုံးဝကောင်းတယ်အဲယာကုန်းတွေရောအောက်ပိုင်းတွေရောအလွိုင်းလေးလုံးအစ်စ်တာယာလေးနဲ့လုံးဝရှယ်ပဲကားတော့ဒီကားလေးလူချင်းနဲ့ဆိုရင်39 936 တင်းငါကိုဆက်ပေးပါဒါလေးကကျွန်တော်မုံပြည်နယ်မှာနှစ်ဦးနှစ်ဖက်အဆင်ပြေအောင်လာပြီးတော့ကားအချင်းလေးလာလုပ်ပေးတာဒီဘက်ကအော်တိုကားလေးကိုကျွန်တော်ကဒီမှာယူပြီးလာပို့ပေးတယ်ဒီဟာလေးကိုကျွန်တော်ယူပြီးတော့ဒါပြန်ရောင်းပေးမယ်ကားဒီကားလေးကပြန်ရောင်းမှာဒါကတော့ပြန်မရောင်းတော့ဘူးဒါတော့နောက်မှအေးဆေးဆေးမိသားစုအေးဆေးဆေးသုံးပါပြောချင်တာအဓိကဘာလဲဆိုတော့မမေသူကိုလည်းကျေးဇူးရမ်းတင်တယ်ဒီဘက်ကကိုသားငယ်ကိုလည်းကျွန်တော်ကျေးဇူးရမ်းတင်ပါတယ်ရုံကြီးကြီးနဲ့လမ်းဆက်ပြီးတော့ပတ်စံ10တရားစညအချစ်ချင်းကေပေးနဲ့လမ်းထည့်ပေးလို့လည်းကျေးဇူးရမ်းတင်ပါတယ်ကိုနော်ကျေးဇူးပါဟုတ်ကိုဟုတ်ကျွန်တော်လည်းဒီကားလေးရလို့အဆင်ပြေတယ်အဆင်ပြေတယ်ပဲဝမ်းသာစရာပဲနော်ဒါပြည့်ပြည့်လဲအားလုံးဝမ်းသာစရာလေးပေါ့ကားရောင်းပေးတဲ့အကိုလည်းကျေးဇူးရမ်းတင်ပါတယ်လို့ကျေးဇူးတင်ပါတယ်ဟုတ်အဆင်ပြေပါစေနော်ကားလေးကအလွိုင်းလေးနဲ့ချစ်စရာလေး1000လဲမြင့်တယ်အော်တိုကလည်းအမှန်ဖြစ်တယ်ဒီကားလေးက AC power အမှန်အော်တိုစီစားလည်းအရင်တက်တာတယ်ဗျာစီစားလည်းတက်တာပါဝါလည်းပါတယ်အဲယာကွန်းလည်းအေးတယ်အဲယာကွန်းလည်းစိတ်နေတာပဲအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကားလေးတော်တော်ကောင်းတယ်ဗျာကားလေးကောင်းတော့ကျွန်တော်လည်းတာဝန်ယူပြီးလာပို့ရဲတာပေါ့ဗျာကားမကောင်းရင်လာပြီးမပို့ရဲဘူးအခက်ရ 9K နဲ့နံပါတ်လည်းမြင့်တယ်ကားကရုပ်ထွက်လည်းအရန်လှတယ်ရုပ်ထွက်လည်းဘာမှပြောစရာမလိုဒီကားကလည်းကောင်းသလိုသူ့ကားပိုင်ရှင်ကားကလည်းတော်တော်ကောင်းတယ်ကားပိုင်ရှင်ကား 7B 4918ဒီကားလေးကလည်းကားမိုက်တယ်ဗျဖရိန်ပြမယ်ဖရိန်အဓိကကျွန်တော်ပြပေးမယ်ဖရိန်ကိုကြည့်လိုက်ဖရိန်လုံးဝရှယ်ပဲဖရိန်ကိုကြည့်လိုက်ဖရိန်အဆွေးနာစာဘာမှမပါဘူးအင်ဂျင်ဂီယာအယုံဆွဲရလဲကြောက်စရာကြီးကောင်းမကောင်းအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်